ကမြန်မာစီဇန်3ရဲ့ချင်းပြိုင်မှုတွေကတော့တစ်စင်းတက်တစ်စင်းပုံမအားကောင်းလာတာတွေ့ရပါတယ်ဝဲစဉ်တစ်လျှောက်ညနေပေါင်းရှင်တွေထဲမှာအစုံတရုတ်မှန်ကိုဖုံးကွယ်သွားနိုင်တဲ့သူရှိတယ်လို့ဇယ်လီစုံသားတွေရဲ့စုံစမ်းထောင်လှမ်းမှုအောက်မှာညနေဖုံးမချုပ်ခင်တရုတ်မှန်ပေါ်သွားတဲ့သူတွေလည်းရှိပါတယ်ABC ရဲ့အုပ်စုပတ်လည်ရှင်ပြိုင်မှုတွေအားလုံးအပြီးမှာတော့ Group C က Strawberry မျက်နှာဖုံးရှင်လေးကအုပ်စုချန်ပီယံအဖြစ်ဓမ္မစင်ကမြန်မာ Season 3ရဲ့ Grand Final အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ဟုတ်ကဲ့ပါ Grand Final အဆင့်ကိုတက်လှမ်းသွားမဲ့မျက်နှာဖုံးရှင်ကတော့ကျဲမို့ Strawberry မှာလေးဖြစ်ပါတယ်။မှန်တင်ဆက်ပေးမယ့် Group DEF အဖွဲ့တွေမှာတော့အလန်းစားဖျော်ဖြေမှုတွေနဲ့အတူဘလိုမျိုးဆက်သက်လာပါတဲ့ညနေဖုံးတွေပါဝင်လာပါလေညနေဖုံးနောက်ွယ်ကဆယ်လီတွေကရောဘယ်နေဘယ်ကသူတွေဖြစ်မလဲဆိုတာပရိသတ်များအားလုံးကရှင်းခုံစွာနဲ့ဆက်လက်ကြည့်ရှုအားပေးကြပါဦးခင်ဗျာDEF ရဲ့ထူးခြားစံပြပြီးချစ်စရာကောင်းတဲ့မျက်နှာပုံးရှင်ဆယ်လီတွေရဲ့တရုတ်မှန်ကိုဆယ်လီစုံတော်ကြီးတွေကလည်းဘလို့တွေစုံစမ်းဖော်ထုတ်ကြမလဲဆိုတာဆက်ဆက်ကြည့်ရှုလိုက်ကြအောင်ပါခင်ဗျာThe Masked Singer